ဒီအမျိုးသမီးရဲ့နှလုံးသားကိုတနက်ကြည်စံကဖောက်ဝင်သွားချိန်မှာအချိန်ကြီးရပ်တန့်သွားတယ်။ကြည်စံဟာလေထဲမှာတုံဆိုင်နေပြီးကိုသူမရဲ့ရှေ့ကိုရောက်လာခဲ့တယ်။ကြည်စံကနေအတန်တစ်ခုထွက်လာပြီးမင်းမှာ15စက္ကန့်အချိန်ရတယ်။ဒီအချိန်အတွင်းမင်းကအချိန်ကိုလိုသလိုရပ်တန့်နိုင်တယ်။15စက္ကန့်ပြည့်တာနဲ့ငါကမင်းရဲ့အသက်ကိုယူသွားမယ်လို့ပြောလိုက်တယ်။ဒါပေမဲ့သူမကလက်မခံခဲ့ဘူး။အရင်ဆုံးသူ့ကိုတတ်တဲ့လူရဲ့မျက်နှာကိုမြင်ချင်ခဲ့တယ်။ကြည်စံကသူမရဲ့ခန္ဓာကိုယ်ကိုဖောက်ပြီးဖန်တီကွဲသွားခဲ့တယ်။14စက္ကန့်ကြာတော့တယ်။တနတ်တန်ရာရဲ့ပြင်းထန်တဲ့နာကျင်မှုကြောင့်သူမတ်တက်ရပ်ဖို့တောင်မလွယ်ဘူးဖြစ်နေတယ်။ပေမင်းကတော့အဲ့ဒီအဖြစ်ကိုကြည့်ပြီးပျော်ရွှင်နေတယ်လို့ပဲသူမရဲ့နာကျင်မှုကိုဖယ်ရှားပေးလိုက်တယ်။အချိန်တွေကမြန်မြန်ကုန်ဆုံးနေတယ်။သူမကနောက်လှည့်ကြည့်လိုက်တော့73စက္ကန့်ကြာတော့တယ်။နောက်ဆုံးမှာတော့သူမကသူ့ကိုတက်တဲ့လူရဲ့မျက်နှာကိုမြင်လိုက်ရတယ်။အဲ့ဒီလူကသူမရဲ့လူနာဟောင်းတစ်ယောက်ရဲ့သမီးဖြစ်နေတာကိုတွေ့လိုက်ရတယ်။သူမဟာလူနာကိုမကုသပေးနိုင်ခဲ့လို့ယောဂဝေဒနာနဲ့နာကျင်မှုတွေကြောင့်လူနာကကိုယ့်အဆုံးစီရင်ခဲ့တာဖြစ်နိုင်တယ်။ဒါကြောင့်သမီးဖြစ်သူကလက်စားချေဖို့ကြိုးစားတာလို့သူမထင်လိုက်တယ်။သူမကဒီလူသက်သမားကိုအလွတ်မပေးဖို့ဆုံးဖြတ်လိုက်တယ်။သူကလက်စားချေဖို့အပြင်လူသက်သမားကိုပြန်တတ်ဖို့ပါစဉ်းစားလိုက်တယ်။သူမကစားပွဲပေါ်ကအမွန်တီကိုကျမ်းပြင်ပေါ်ဖြူချလိုက်တယ်။ရီမို့ကိုယူပြီးမီးပိတ်လိုက်တယ်။17စက္ကန့်ပဲကျန်လို့တယ်။လူသက်သမားကအခန်းထဲကိုရောက်လာခဲ့ရင်အမုံဒီပေါ်မှာချီရတဲ့ကြံခဲ့မှာပါမီးပိတ်ချတဲ့အတွက်ကြောင့်လဲလူသက်သမားကသူမရဲ့လှုပ်ရှားမှုတွေကိုမြင်ရမှာမဟုတ်ဘူးသူမကစာအုပ်တွေကိုဘေးဖယ်လိုက်ပြီးမားကတချောင်းကိုယူကစာပွဲပေါ်မှာလူသက်သမားရဲ့နာမည်ကိုရေးလိုက်တယ်အချိန်တစ်ဝက်ကျော်ကုန်ဆုံးသွားပြီးပေမင်းကနာမည်ကအရန်ကြီးတယ်လူသက်သမားကချက်ချင်းမြင်သွားမှာပဲဆိုပြီးလောင်ပြောင်းလိုက်တယ်ဒါပေမဲ့ဒါကပဲသူမရဲ့ရည်ရွယ်ချက်အစစ်အမှန်ဖြစ်နေခဲ့တယ်သူမကပန်းအိုးကိုရိုက်ခွဲလိုက်ပြီးကိုရေတွေကိုစားပွဲပေါ်ညှိညစွာလောင်းချလိုက်တယ်။အဲ့ဒီနောက်သူမကလှည့်လိုက်ပြီးမာကာကိုဝေးတဲ့နေရာကိုပစ်လိုက်တယ်။9စက္ကန့်ကျန်တော့တယ်။လူသက်သမားကအဲ့ဒီနာမည်ကိုဖြတ်ဖို့ကြိုးစားမယ်ဆိုရင်စားပွဲပေါ်ကမာကာကိုယူလိုက်မယ်။ဒါပေမဲ့ဒီအဖြစ်ကအရန်တီတာလွန်နာကြောင့်မူခင်းဆေးဘက်ဆန်ရစုံစမ်းစစ်ဆေးမှုတွေကမင်းတွေရဲ့ကွဲပြားမှုကိုအလွယ်တကူတိသွားနိုင်တယ်။ဒါကသူမရဲ့အစစ်အမှန်ရည်ရွယ်ချက်မဟုတ်ဘူး။သူမကဆိုနေတဲ့ပန်းမင်းတပင်ကိုအနီးနားကပလက်ပေါက်တစ်ခုထဲကိုထည့်လိုက်တယ်။သူလက်လွတ်လိုက်တာနဲ့အဲ့ဒီပန်းပင်ကစာဝဲပေါ်ကရေကိုထိမိပြီးတော့လူသက်သမားကနာမည်ကိုဖျက်ဖို့တော့တဲ့စာဝဲပေါ်ကရေကိုထိတာနဲ့လက်စစ်ချော်ရိုက်ပြီးမေ့လဲသွားမှထစ်တယ်။ဒါပေမဲ့ဒါကလည်းသူမရဲ့နောက်ဆုံးထိုးနှက်ချက်မဟုတ်သေးဘူး။သူမကပန်းပင်ကိုလွတ်လိုက်ပြီးတော့လှဲ့ကရေပုံးကိုခြေနဲ့ကန်လိုက်တယ်။ရေတွေကကျမ်းပင်ပေါ်ကိုဖိတ်ကျသွားပြီး9စက္ကန့်ကျန်တော့တယ်။ရေတွေကတကားဘက်ကိုစီးဆင်းသွားမယ်။လူသက်သမားကစာဝဲရှိကိုရောက်လာပြီးရေပေါ်ကိုခြေချလိုက်တဲ့အခါမှာမြေကြီးအဆက်အသွယ်ဖြစ်သွားမှဖြစ်တယ်။စာဝဲပေါ်ကရေနဲ့ခြေထောက်အောက်ကရေကလက်စစ်ပတ်လန်းကိုဖြစ်စေပြီးချက်ချင်းဖြစ်ပေါ်လာတဲ့လက်စီကြောင့်ကလူသက်သမားရဲ့နှလုံးကိုတိုက်ရိုက်ထိခိုက်စေမှဖြစ်ခါတေးစေလို့တဲ့ထိုးနှက်ချက်ပဲဖြစ်ပါတယ်။တေမင်းကသူမကိုတတိပေးလိုက်တယ်။ဒါမျိုးလက်တွန့်ပြန်တာကမင်းရဲ့အပြစ်ကိုပိုတိုးစေလိမ့်မယ်လို့ပြောလိုက်တယ်။9စက္ကန့်ပဲကျန်တော့တယ်။သူမကသူ့လူနာအိမ်မှာတွေ့ခဲ့တဲ့လူနာရဲ့တေတန်းစာကိုတတိရသွားတယ်။လူနာကအိတ်ဆေးဒီတောက်ပြီးကိုအဆုံးစီရင်ဖို့စီစဉ်ခဲ့တာကိုသူမတတိရသွားတယ်။ဒါကြောင့်သူမကအဲ့ဒီဆေးဒီကိုတိတ်လေးဖယ်ရှားပစ်ထဲတယ်။လူနာရဲ့သမီးကသူမဒီလိုလုပ်နေတာကိုမြင်သွားခဲ့တာဖြစ်နိုင်ပြီးတော့သူမအမိကိုထိခိုက်အောင်လုပ်နေတာလို့မိမရဲ့စိတ်တွေတုန်ဆန်းလာခဲ့တယ်။သူမကပန်းတပွန်းကိုဆွဲထုတ်လိုက်ပြီးလူသက်သမားလက်စစ်ရှော့ရိုက်လိုက်မဲ့အန်ဒရီယေကိုရှော့ချပေးလိုက်တယ်။ဒါကသူမအတက်နိုင်ဆုံးလုတ်ပေးလိုက်တဲ့အလျော့ပေးလိုက်မှုပဲဖြစ်ပါတယ်။လူသက်သမားအသက်ရှင်မလားတေမလားဆိုတာကတော့ကံကြမ္မာပေါ်ပဲမူတည်တော့တယ်။4စက္ကန့်ကျော်ပဲကျန်တော့တယ်။သူမကနောက်ထပ်ဘောပင်တစ်ချောင်းကိုကောက်ယူပြီးကျန်းပင်ပေါ်ကိုမှောက်လဲကျသွားတယ်။ရုတ်တရက်ဒုတိယမြောက်ကြည်စံကသူ့ခန္ဓာကိုယ်ကိုဖောက်ဝင်သွားခဲ့တယ်။3.6စက္ကန့်ပဲကျန်တော့တယ်။တေမင်းကသူမကဒီအဖြစ်အပျက်ကိုဖန်တီးနေချိန်မှာပဲလူသက်သမားကအပြင်ဘက်ကိုသွားခဲ့ပြီးပြည်ရင်းပေါက်ကနေသူမကိုပြန်ချောင်းမြောင်နေခဲ့တယ်ဆိုပြီးပြောလိုက်တယ်။15စက္ကန့်ကအရာတော်တော်များများကိုလှုပ်ဖို့လုံလောက်ပါတယ်လို့တေမင်းကဆက်ပြောလိုက်တယ်။မိမမှာ10စက္ကန့်ပဲမကျန်တော့ဘူး။သူမလဲကြရင်ချမ်းပီယံဘော်ကစာအိတ်ကိုပဲစိုက်ကြည့်နေခဲ့တယ်။ဘဲဘက်လက်ကစာအိတ်ကိုတင်းဆုပ်ထားခဲ့ပြီးမြညာဘက်လက်ကတော့ဘောပင်ကိုကင်ထားရင်းနဲ့စာတစ်ကြောင်းတောင်မရေးနိုင်ခဲ့ဘူး။သူမရဲ့ဘဝကပြီးဆုံးသွားခဲ့ပါပြီ။အဲ့ဒီအချိန်မှာလူသက်သမားကတကားဝတ်ကိုပြန်ရောက်လာပြီးချမ်းပင်ဘော်ကအမွန့်တွေကိုမြင်သွားတယ်။ခြေရမချန်ညက်ခွအတွက်သူကဘေးခန်းကိုပြေးသွားပြီးဖိနတ်တရန်ကိုယူကအခန်းထဲဝင်လာခဲ့တယ်
လူသက်သမားကစားပွဲကိုရောက်လာပြီးရေရီပေါ်ကိုခြေချလိုက်တယ်စားပွဲပေါ်မှာရေးထားတဲ့သူ့နာမည်ကိုမြင်လိုက်တော့မာဂါတစ်ချောင်းကိုကောက်ယူပြီးဖြစ်ဖို့ကြိုးစားလိုက်တယ်ရုတ်တရက်သူတစ်ခုခုကိုသဘောပေါက်သွားတယ်ဆရာဝန်တစ်ယောက်ကဒီလိုနာမည်တည်သားကြီးရေးသွားလိမ့်မှာမဟုတ်ဘူးလို့သူတွေးလိုက်သူကလှည့်လိုက်ပြီးချမ်းပြင်ပေါ်မှာမူလဘောပင်ကိုတွေးလိုက်စားပွဲကိုပြန်လာပြီးဖြစ်ဖို့ပြင်ဆင်လိုက်တယ်စိုးစွနေတဲ့စားပွဲကိုထိလိုက်တဲ့အချိန်မှာပဲသူလက်စစ်လျှော့လိုက်ပြီးမေ့လဲသွားခဲ့တယ်လူသက်သမားတတိပြန်ရလာချိန်မှာတော့အပြင်ဘက်ကခြေတံတွေကိုကြားလိုက်ရတယ်ကင်းလက်နေတဲ့လုံကျူရေးဝန်ထမ်းပဲထုတ်တယ်လူသက်သမားကစားပွဲပေါ်ကသူ့နာမည်ကိုအမြန်ဖြတ်လိုက်ပြီးလက်ထွက်သွားမဲ့ပြင်တွန်းမှာအမျိုးသမီးတဲ့လက်သေးကစားအိတ်ကိုမြင်လိုက်ရတယ်လုံကျုံရေးဝန်ထမ်းကအခန်းဘေးကနေဖြတ်သွားရင်အမှုဖြစ်သွားတဲ့နေရာကိုမြင်လိုက်တယ်လူသက်သမားကတော့စားအိတ်ကိုယူပြီးထွက်ပြေးသွားခဲ့ပြီလူသက်သမားကစားအိတ်ကိုဖွင့်ဖတ်လိုက်တော့အံ့ဩသွားခဲ့တယ်အဲ့ဒီစာကသူ့အမေရဲ့တေတန်းစာချင့်နေခဲ့တယ်သူ့အမေကယောဂဝေဒနာခံစားနေရတာကြပြီးချစ်လို့ကိုအဆုံးစီရင်ဖို့ဆုံးဖြတ်ထားခဲ့တာပါသူမကသူမရဲ့သမီးကိုလည်းပြုစုဆောင်ရှုပ်ဖို့ခက်ခဲမှဆိုလို့အတူတူတည်ဖို့စီစဉ်ထားခဲ့တယ်သူမအမေရဲ့အိတ်ဆေးတွေကိုဖယ်ရှားသွားတာကသူမကိုကယ်တင်ဖို့ဖြစ်ခဲ့တယ်ဆိုတာသမီးဖြစ်သူသဘောပေါက်သွားတယ်အမေရဲ့နောက်ဆုံးကိုအဆုံးစီရင်သွားတဲ့အဖြစ်ကဆရာဝန်နဲ့မသက်ဆိုင်ဘူးဆိုတာကိုသူသိသွားခဲ့တယ်လူသက်သမားကနောင်တရူရနေခဲ့ပေမဲ့အဖြစ်အပျက်တွေကပြန်ပြင်လို့မရနိုင်တော့ဘူးစုံစမ်းစစ်ဆေးရေးမှူးနေရောက်လာတဲ့အခါမှာဆရာဝန်ရှေ့ကစာရွက်ပေါ်မှာစာတကြောင်တွေ့ရှိခဲ့တယ်အဲ့ဒါကလူသက်သမားရဲ့နာမည်ပဲဖြစ်တယ်နောက်ဆုံးမှာတော့လူသက်သမားကအပြစ်ကနေလွတ်မြောက်သွားမှာမဟုတ်ဘူးဆရာဝန်ရဲ့ကျင်နာမှုကတေမင်းကိုစိတ်ထွေးခိုက်စေပြီးနောက်ဆုံးအချိန်ကနေနဲ့သူမကိုကူညီပေးခဲ့တယ်